ခင်မီရိုးရှင်းပြီးတော့လှပတဲ့ဒီဇိုင်းနဲ့ဖန်တီးထားတဲ့ဒီဘိုက်လေးတွေကဆိုရင်လူကြီးလူငယ်မရွေးစိတ်ကြိုက်အသုံးပြုနိုင်တယ်လို့ပေါ်ပါကျစ်တဲ့ဖွဲ့စည်းမှုတွေကြောင့်လွယ်ကူပြီးတက်တောင့်မောင်းနိုင်တဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်အယောင်လေးတွေဆိုရင်လည်းစိတ်ကြရွေးချယ်ပြီးတော့ကိုယ်တိုင်နှစ်သက်တဲ့အယောင်လေးနဲ့တင့်ရဲ့ style လေးကိုမြင့်တင်လိုက်လို့ရပါပြီ။ငါတက်ပြားတို့ရံမှာကာကွယ်ပေးမယ် Smart Alangi System ကျစ်လက်တဲ့ body cover မော်တာအောင် update လေးနဲ့ဆိုတော့သိချရပြီးတော့ function စုံလင်တဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်။ဘက်ထရီနဲ့မော်တာပိုင်းကိုတစ်နှစ်အပါခံပေးထားတဲ့အပြင်ကုမ္ပဏီတိုင်းရဲ့ဘိန်းလေးတွေဖြစ်တာကြောင့် MIC ကုမ္ပဏီထောက်ခံချက်အရလိုင်စင်ပိုင်းကိုကုမ္ပဏီမှတာဝန်ယူပေးထားတဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်။ဒီဘိန်းလေးတွေကိုဆက်သွယ်မှာယူခြင်းမှာက3994443993ခွန်ကိုဆက်သွယ်မှာယူနိုင်ပြီးတော့လူကိုယ်တိုင်လာရောက်ကြည့်ရှုလိုပါကအမှတ်2ပြီးပကံတက်လန်အောင်စရာမြို့တော်တိုင်းသားမြို့တို့လူကိုယ်တိုင်လာရောက်ကြည့်ရှုဝယ်ယူနိုင်ပါပြီနော်